အနားယူရလို့ပြောလိုက်လို့ရှိရင်တယောက်နဲ့တယောက်ကတူမှာမဟုတ်ပါဘူးနော်တချို့ကအေးရောကအေးလိုက်တယ်တချို့ကခရီးသွားလိုက်တယ်တချို့ကြပြန်တော့လဲရုပ်ရှင်ကြည့်လိုက်တယ်ဒီလိုမျိုးအမျိုးမျိုးရှိပါတယ်နော်ဘလို့ပဲအနားယူပြန်ပြီးတော့ချုပ်လိုက်မယ်ဆိုလို့ရှိရင်အခုညီမပြပြပေးမယ်အနားယူခြင်းခုနှစ်မျိုးထဲမှာပြန်ပြီးတော့အကျုံးဝင်သွားပါရဲ့နော်ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ပေးနာ notification bell လေးကိုပါ on ခဲ့ပြီးမမေ့ပါနဲ့အောင်နော်ပထမဦးဆုံးကတော့ရုပ်ပိုင်းဆိုင်ရာအနားယူခြင်းပဲဖြစ်ပါရဲ့နော်နေ့စဉ်သွားလှုပ်ရှားနေရတာတွေကခန္ဓာကိုယ်ကိုရုပ်ပိုင်းဆိုင်ရာအရာပင်ပန်းစေပါတယ်စက်သားတွေနာတာခေါင်းကိုက်တာစက်ကြောတတာတွေကရုပ်ပိုင်းဆိုင်ရာပင်ပန်းနေတဲ့အဓိပ္ပာယ်ပါနော်ဒါကိုပြပြောက်စေဖို့အတွက်အနားယူတဲ့နေရာမှာနှစ်နည်းရှိပါတယ်နော်ပထမတစ်ခုကတော့ passive rep ပဲဖြစ်ပါရဲ့နော်ဒီ passive rep ကဘာမှမလုပ်ပဲနားလိုက်တာပါအမြင်သာဆုံးပြောရမယ်ဆိုလို့ရှိရင်အိတ်လိုက်တာတရေလောက်မေးလိုက်တာမျိုးပေါ့နော်နောက်တစ်နည်းကတော့ active rep ပါပဲနော်ဒီ active rep ကကြတော့ပေါ့ပေါ့ပါပါအကျော်လျှော့တာယောဂကျင့်တာလက်လျှောက်ထွက်တာအနှိတ်ခံနိုင်တာမျိုးတွေပါပါတယ်နောက်တစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာအနားယူခြင်းပဲဖြစ်ပါတယ်အခုလိုခေတ်ကာလဆိုလို့ရှိရင်တော့စိတ်ပင်ပန်းစရာတွေကအများကြီးရှိပါတယ်သူကအနားယူလိုက်ပေမဲ့စိတ်ကဟိုတွေးဒီတွေးနဲ့တွေးနေမယ်ဆိုလို့ရှိရင်စိတ်အနားရမှာမဟုတ်ပါဘူးเนาะစိတ်ဆိုတာကအမြဲတမ်းတွေးနေတော့သူ့ကိုအနားပေးဖို့လိုပါတယ်အယိုးရှိဆုံးနည်းလမ်းတွေကတော့ဖုန်းခဏပိတ်လိုက်တာsocial media သုံးတာကိုခဏနားလိုက်တာတရားမှတ်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေလုပ်လို့ရပါတယ်စိတ်ကအာရုံမလွင့်ပဲနဲ့တနေရာထဲမှာဆွဆူနေတဲ့အခါမှာအုံနောက်ကအနားရပြီးတော့အတွေးတွေကိုပြန်ပြီးတော့စီစစ်ပေးနိုင်ပါတယ်နောက်တစ်ချက်ကတော့စိတ်ခံစားတဲ့ဆိုင်ရာအနားယူခြင်းပဲဖြစ်ပါတယ်နော်နေ့စဉ်နေ့တိုင်းမှာစိတ်ရတဲ့ကြတွေကရှိနေတာပါပဲနေကောင်းလားမေးလို့ရှိရင်ကောင်းတယ်လို့ပြောပေမဲ့စိတ်ထဲမှာဝန်းနေနေတဲ့အခါရှိသလိုအားမလို့အားမရဖြစ်တာတွေအပြစ်တင်စိတ်တွေဖြစ်တာတွေရှိတတ်ပါတယ်နော်ဒီလိုမကောင်းတဲ့ခံစားချက်တွေကလည်းလူကိုပင်ပန်းစေတဲ့အထင်းမှာပါပါတယ်နော်စိတ်ခံစားချက်တွေကနေအနားယူဖို့ဆိုလို့ရှိရင်တယောက်တည်းနေကြည့်ပါစိတ်ဆိုးစရာတွေကိုတက်နိုင်သမျှဝင်မပါပါနဲ့နော်ခံစားချက်တွေကိုဖွင့်ချရည်တက်တဲ့အကျင့်လိုလုပ်ကြည့်ပါတဘာဝနဲ့ထိတွေ့ပါဥပမာအပင်လေးတွေရေတွေနဲ့ထိတွေ့တာမျိုးတွေပေါ့နော်ဘာကိုခံစားလို့ခံစားရမှန်းမသိစိတ်ထဲမှာလမ်းမြောက်သလိုလေးလေးကြီးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီနည်းလမ်းတွေကအတင်းတော်ဆုံးပါပဲနော်ကိုယ်စိတ်ထဲမှာဖြစ်နေတာကိုပြန်ရှာတွေ့ပြီးတော့စိတ်ခံစားချက်တွေကိုကောင်းမွန်စေပါတယ်နောက်တစ်ချက်ကတော့လှုပ်ဆောင်မှုတွေကနေပြီးတော့အနားယူရဖြစ်ပါတယ်နော်နေ့စဉ်ဟိုဒီကနေလှုပ်ဆောင်မှုတွေကကိုယ့်ရဲ့ကိုယ်ထဲကိုဒရဇက်ဝင်နေတာကိုသတိထားမိကြမှာမဟုတ်ပါဘူးစူညံတန်တွေအလင်းတွေအပူအေးတွေအနံ့တွေစသဖြင့်ဒီလိုမျိုးကောင်းတာတွေရောမကောင်းတာတွေရောအများကြီးပါပဲနော်ဒီလိုလှုပ်ဆောင်မှုတွေကိုခန္ဓာကိုယ်ကတုံ့ပြန်တဲ့အခါမှာကိုယ်တိုင်တော့မသိလိုက်ပဲနဲ့ပင်မနေတာမျိုးတွေရှိတတ်ပါတယ်ဒီလိုမျိုးအာယုံတွေကနေဝေးနေပြီးအနားယူဖို့ဆိုလို့ရှိရင် TV တွေဖုန်းတွေကိုခဏပိတ်ထားပါမျက်လုံးကိုမှိတ်ထားပါတိတ်ဆိတ်တဲ့အခန်းထဲမှာအနားယူပါနော်ရေချိုးပါပျော့ပြောင်းညင်တာနဲ့တီးလုံးလေးတွေဖွင့်ထားပါအသက်ကိုခပ်ပြင်းပြင်းရှူသွေးရှူထုတ်လုပ်ပါအာယုံရှုပ်ထွေးမှုတွေကနေအနားယူရတဲ့အခါမှာခန္ဓာကိုယ်ကဇက်တိုက်နှုတ်ဆော်ခံနေရကနေပြီးတော့လွတ်မြောက်ပြီးအနားရသွားမှာဖြစ်ပါရဲ့နော်နောက်တစ်ချက်ကတော့ဖန်တီးမှုတွေကနေအနားယူလာရဖြစ်ပါရဲ့နော်အမှုပညာရှင်တွေဒီဘက်ခေတ်မှာဆိုလို့ရှိရင်တော့ content creator တွေ designer တွေကနေ့စဉ်နဲ့အမျှတည်ဖန်တီးမှုတွေပြုလုပ်နေရပါတယ်ဇက်တိုက်အသစ်တွေဖန်တီးနေရတဲ့အခါမှာအုံနောက်ကညောင်းပြီးတော့ပင်ပန်းလာပါတယ်ဒီလိုဖြစ်နေရကနေအနားယူဖို့ဆိုလို့ရှိရင်တော့အလုပ်ကနေခဏလောက်အနားယူလိုက်ပါနော်အလုပ်နဲ့မဆိုင်ပဲကိုယ်ဝါသနာပါတာပြောတာတွေကိုလုပ်ကြည့်ပါတခါမှမလုပ်ဘူးတဲ့ဖန်တီးမှုတွေလုပ်ကြည့်ပါဥပမာဟင်းချက်တာပုံဆွဲတာပန်းထိုးတာစသဖြင့်ဒီလိုမျိုးအနားပေးလိုက်မှာအုံနောက်လည်းအနားရပြီးတော့ပိုကောင်းတဲ့ idea တွေကိုထုတ်ပေးနိုင်မှာဖြစ်ပါရဲ့နော်နောက်တစ်ချက်ကတော့လူမှုအတိုင်းဝိုင်းကနေပြီးတော့အနားယူလာပဲဖြစ်ပါရဲ့နော်နေ့စဉ်လူပေါင်းများစွာနဲ့ပြောဆိုဆက်ဆက်နေရတဲ့အခါမှာကြာလာလို့ရှိရင်စိတ်မောလူမောဖြစ်လာပါတယ်ဒါကို introvert ဖြစ်ခြင်း extrovert ဖြစ်ခြင်းနဲ့မဆိုင်ပါဘူးနော်လူမျိုးစုံဇာတ်မျိုးစုံနဲ့တွေ့ရတဲ့အခါမှာကြာလာလို့ရှိရင်ပင်ပန်းလာတာတဘာဝပါပဲနော်ဒီကနေပြီးတော့အနားယူဖို့ဆိုလို့ရှိရင်တယောက်တည်းအချိန်ဖြုံးကြည့်ပါလူများတဲ့ပွဲလဲသဘင်တွေကိုခဏရှောင်ပါတကယ်ချစ်ခင်ရင်းနှီးရတဲ့တငယ်ချင်းတွေမိသားစုဝင်တွေနဲ့အချိန်ဖြုံးပါနော်တယောက်တည်းအပြင်သွားကြည့်ပါကုကယူဆိုင်ပါတယောက်တည်းအနားယူတဲ့အခါမှာစိတ်ကလေးကအနားရပြီးတော့အာယုံနောက်ဆရာတွေလည်းမရှိတာကြောင့်နေလို့ပိုကောင်းလာမှာဖြစ်ပါရဲ့နော်နောက်ဆုံးကတော့စိတ်ဝိညာဉ်ဆိုင်ရာအနားယူတာဖြစ်ပါရဲ့နော်စိတ်ဝိညာဉ်ဆိုင်ရာအနားယူခြင်းကတော့
inner peace ကိုစောင့်ပေးရဖြစ်ပါရဲ့နော်ယုံကြည်ရပါတာအလိုက်ဆူတောင်းမယ်ရွတ်ဖတ်မယ်တရားထိုင်မယ်ယောဂကျင့်မယ်တဘာဝနဲ့ထိတွေ့မယ်အကောင်းမြင်စိတ်နဲ့စိတ်ထားတအောင်နေမယ်သူများကိုကူညီမယ်လူတန်းပေးခဲ့မယ်စတာတွေကစိတ်အေးချမ်းစေပြီးတော့ကိုယုံကြည်မှုတိုးစေတဲ့အကျင့်တွေပဲဖြစ်ပါရဲ့နော်အနားယူတာကနေ့စဉ်လှုပ်ရှားသွားတာနေရလူသားတွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်အခုပြပေးခဲ့တဲ့အနားယူခြင်းခုနှစ်မျိုးကိုယ့်ရဲ့နေ့စဉ်ဘဝမှာအထက်သိမ်းပြီးအနားယူမယ်ဆိုလို့ရှိရင်တော့ပိုအဆင်ပြေပြီးနေပြောတဲ့ဘဝမှာရှိမှာဖြစ်ပါရဲ့နော်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါပေါ့နော်